လာပါခင်ဗျာကျွန်တော်ရဲ့နာမည်ကတော့ keyboard တွေတီးတဲ့သိန်းစုဝင်းလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ခါ keyboard နဲ့ပတ်သက်တာပြည်လုံးနဲ့ပတ်သက်တာလေးတွေကျွန်တော်ရဲ့ဂီတဝါသနာရှင်ညီကောင်မောင်နှမများကိုကျွန်တော်တည်သလောက်ဝေမျှပေးပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့လွယ်ကူဆုံးလေးနဲ့ကျွန်တော်တို့သချင်းဆိုလို့ရအောင်ကျွန်တော်တို့ဘယ်လိုတီးကြမလဲပေါ့ကျွန်တော်တည်သလောက်ကလေးတွေကိုကျွန်တော်ဝေမျှပေးပါမယ်ကျွန်တော်ဒီကပါဠိလိုပြရင်ကောင်းမလဲဒီလိုချိန်မှတွေ့မယ်ဆိုရင်ပြတ်သားနိုင်တယ်โอเคကျွန်တော်ဦးဆိုင်ခန့်လိုက်တို့ရဲ့ကျွန်တော်တို့အချစ်ကိုဦးစားပေးခဲ့သူဆိုတဲ့တခြင်းလေးကိုကျွန်တော်တီးပြပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီထဲမှာပါဝင်သောကွက်တွေကျွန်တော်ပြမယ်G ပါမယ်E minor ပါမယ် C ပါမယ် D ပါမယ်ဟုတ်နော် G ကကျွန်တော်တို့ကိုချက်တဲ့နေရာ D ပေါ့နော်ကျွန်တော်ကတော့ဒီမှာ D ရယ် G ရယ် B ရယ်အဲဒါ G ပေါ့နော်ပြီးကျွန်တော်တို့ E minor E ရယ် G ရယ် B ရယ်ပြီးကျွန်တော်တို့ C ပေါ့နော် C ကဒီလိုတီးလို့ရတယ်တော့ E G C ပဲတီးတီး C E G ပဲတီးတီးကိုကြိုက်တာတီးပေါ့နော်ပြီးကျွန်တော်တို့ C B D ပေါ့ D က D ရဲ့ F sharp က A ရဲ့ပေါ့အဲ့တော့ပထမဆုံးအပိုက်လေးစဆိုလို့ရပြီပေါ့နော်ဟိုတော့ငါမတွေ့ခဲ့ကိုရိုဇလန်လေးဟာလေးမျိုးဖြစ်ခဲ့မယ်ဘယ်လောက်ပဲချစ်လဲကွယ်ဒီလိုချိန်မှတွေ့မယ်ဆိုရင်မပြတ်သားနိုင်နဲ့ပြန်စင်လာတဲ့ကံကိုသာလေးချီနိုးချစ်တော်နဲ့တူအော်မိတယ်ငယ်ရွယ်သူမို့ချစ်ပတ်ကိုလေးပါပေးခဲ့တာမဆုံးပါပဲအဲ့တော့ကျွန်တော်တို့အမှ E minor ပါလာပြီပြီးရင် B minor ပါလာပြီကျွန်တော်တော့ B minor 7လေးတွေ့တာပေါ့နော်အဲ့တော့ B minor တီးရင်တော့ပါတယ်နော် E minor ကကျွန်တော်တို့တီးပြီးသား E G B ပြီးရင် B minor ကျတော့ကိုကြတဲ့နေရာတီးပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာတီးမှာဆိုတော့ဒါ E minor ဆိုတော့ B minor ဆိုတော့ D ရဲ့ F sharp က B ရဲ့ပေါ့လာလာA minor ပါလာပြီပေါ့နော်A minor ပေါ့နော်အဲ့တော့ A minor ဆိုတော့ကျွန်တော်တို့ C E A O D D E A C O D D A C E O D D ကိုကြိုက်တာပြီပေါ့နော်ပြောင်းလဲခြင်းနဲ့ဆိုင်ရမှာဟိုတော့ငါကြောင့်စိတ်တွေရှိရဲ့ဘူးခွေဒါ E minor ကိုကျွန်တော်စီမီလိုဒီနဲ့ငယ်လူတလာလာလာပေးခဲ့တာသူတည်သလိုintro melody တီးရတက်ပေါ့နော်ကျွန်တော်ကဒီ rhythm လေးတီးပြီးကျွန်တော်တို့ hollow rhythm တီးပြီးရှင်းဆိုသလိုကျွန်တော်တို့ဒီ keyboard နဲ့ကျွန်တော်တို့ rhythm လေးတီးပြီးကျွန်တော်တို့ရှင်းဆိုတတ်အောင်ကျွန်တော်က
ဒီစနစ်လေးကိုနည်းနည်းလေးကျွန်တော်ဝေမျှပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာပါဝင်တော့ college တွေကျွန်တော်တိပြထားလေးနဲ့ကျွန်တော်ညီကောင်မောင်နှမတွေလိုက်ပြီးတော့စမ်းပြီးတော့တီးကြည့်လို့အဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးပဲကျမ်းမာချမ်းသာရှင်လန်းချမ်းမြေပါစေကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and share လေးနဲ့ကျွန်တော်ကိုအားပေးပါအောင်ခင်ဗျာ online keyboard class ဆိုတဲ့ Facebook page လည်းရှိပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel လေးလည်းရှိပါတယ်သိဆိုရင် keyboard ဆိုတဲ့ YouTube channel လေးရှိပါတယ်အဲ့ဒီမှာလည်းကျွန်တော် subscribe လေးနှိပ်ပြီးတော့အားပေးပါအောင်လို့ကျွန်တော်ပြောပြပါစီတဲ့နဲ့တက်ချင်တယ်ဆိုရင်လည်းကျွန်တော်စီကိုဆက်သွယ်နိုင်ပါတယ်ဖုန်းနံပါတ်ကဖြစ်စေViber ကဖြစ်စီပေါ့နော်ဒီ Facebook page YouTube channel ဖြစ်စေဆက်သွယ်နိုင်ပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာရှင်လန်းချမ်းမြေပါစေခင်ဗျာ